Emmanuel ရဲ့အတိတ်ဘက်ကအတူရှိခြင်းဖြစ်ပါတယ်အဲ့ဒီ Emmanuel ကဘသူရဲ့ဘွဲ့နာမလဲဆိုတော့တင်းနဲ့ကျွန်တော်ကိုးကွယ်တဲ့ဘုရားသခင်ရဲ့ဘွဲ့နာမဖြစ်တယ်တင်းနဲ့ကျွန်တော်ကိုးကွယ်တဲ့ဘုရားသခင်ကတင်းနဲ့ကျွန်တော်ရဲ့အနာမှာအမြဲတမ်းအတူရှိပေးတဲ့ဘုရားသခင်ဖြစ်ပါတယ်မိတ်ဆွေလောကမှာကျွန်တော်တို့အသက်ရှင်တဲ့အခါမှာကျွန်တော်တို့ရင်ဆိုင်ကြုံတွေ့နေရတဲ့လောကဓာတ်အပေါ်မှာကျွန်တော်တို့စုခင်းထားတဲ့လမ်းပေါ်မှာရှောက်ရတဲ့အချိန်ရှိတယ်။ပန်းခင်းထားတဲ့လမ်းပေါ်မှာကျွန်တော်တို့ရှောက်ရတဲ့အချိန်ဆိုရှိပါတယ်။စုခင်းထားတဲ့လမ်းပေါ်မှာရှောက်တဲ့အချိန်မှာလည်းဘုရားသခင်ကျွန်တော်တို့လည်းရှိတယ်။ပန်းခင်းထားတဲ့လမ်းပေါ်မှာကျွန်တော်တို့ရှောက်နေရတဲ့အချိန်မှာလည်းဘုရားသခင်ကျွန်တော်တို့လည်းရှိတယ်။အဲ့ဒီ Emmanuel ဘုရားသခင်ကတင်းနဲ့ကျွန်တော်ဘယ်အချင်းနေပဲရောက်ကျွန်တော်တို့ရဲ့အနာမှာအမြဲတမ်းအတူရှိပေးတယ်ဘုရားသခင်ဖြစ်ပါတယ်မိတ်ဆွေ။ဒီနေ့ကျွန်တော်ရဲ့နှလုံးသားထဲမှာအမြဲတမ်းကျွန်တော်တို့သိထားရမယ့်အရာတစ်ခုကဘယ်အချင်းနေပဲရောက်ဘုရားသခင်ကျွန်တော်တို့ ਨੇ အမြဲတမ်းအတူရှိတယ်ဆိုတာကိုကျွန်တော်တို့ရဲ့နှလုံးသားထဲမှာတို့အမြဲတမ်းတို့မှတ်ထားဖို့ရပဲအရေးကြီးတာဖြစ်ပါတယ်မိတ်ဆွေ You are blessed